နောက်ရမိုးတောက်လာမှာလင်းလိုက်တဲ့တပြိုင်နဲ့စေတုတ်တရားပြည်ကြီးတဲ့ကထွက်ပြီးဝင်းကဘာတောင်ကိုခရီးထွက်ခဲ့ကြတယ်အဲ့ဒီဝင်းကဘာတောင်ကိုလည်းထွက်ခဲ့ပါရောရက်စက်ရုပ်မှလိုက်တဲ့ပုံနာတွေကမြို့အထွက်ကစောင့်ပြီးအလောင်းတော်ကြီးတို့မိသားစုစီးနေလာတဲ့ရက်ထက်ပြန်ကိုတတ်ဆင်ထားတဲ့မြင်းတွေမြို့အထွက်ကစောင့်ပြီးတော့အလူခမ်းရတဲ့ဒီတော့မှအလောင်းတော်ကြီးကဟဲ့အသင်ပုံနာတို့ဖယားဘာအကြောင်းကိစ္စရှိမှလာပါဖယားအသင်မင်းကြီးတို့မိသားစုစီးနေလာတဲ့ရက်ထက်ပြန်ကိုတတ်ဆင်ထားတဲ့မြင်းတွေဖယားကျွန်တော်မျိုးတို့အလူရှိပါသောကြောင့်အလူခံရအတွက်စောင့်နေခြင်းမှာဖယားလူတော်မူပါဖယားကောင်းပြီအသင်ပုံသားတို့လူအပ်တဲ့မြင်းနေဒီနေရာမှာငါဖြုတ်ပြီးတော့လှူခဲ့ပါမယ်ဆိုပြီးအလောင်းတော်ကြီးမြင်းနေဖြုတ်ပြီးတော့ရေသက်ကြလှူလိုက်တာကျုပ်တို့အလောင်းတော်ကြီးဌာနပါတီဖြည့်သီးနေတာနော်အဲ့ဒီလိုမြင်းနေဖြုတ်လှူလိုက်တော့အလောင်းတော်ကြီးတို့မိသားစုအားဒုက္ခများမှာဆိုလို့နတ်ဒေသချာတွေကမြင်းရောက်ဖန်သည်ရက်ထက်ပြန်ကိုတက်ခါဆွဲပါတော့ညာလဲထက်ခါတလဲလဲနဲ့ရုပ်မာလိုက်တဲ့ပုံနာတွေကလေရက်ထက်ပြန်ကိုပါထပ်ပြီးအလူခံမြန်တဲ့ဒါလဲကျုပ်တို့အလောင်းတော်ကြီးမငင်းမှာကောင်းပြီအသင်ပုံနာတို့လိုအပ်တဲ့ရက်ထက်ပြန်ကိုလည်းငါလှူခဲ့ပါမယ်ဆိုပြီးအလောင်းတော်ကြီးရက်ထက်ပြန်ကိုလည်းဖြုတ်ပြီးတော့လှူလိုက်တယ်ဒီတော့မှနတ်ဒေသချာတွေကအပါကခွာအလောင်းတော်ကြီးခမညာရှေ့ကမဒီဒေဝီခမညာနောက်ကဦးမဲစာမမြောက်တဲ့သားနဲ့သမီးကိုလက်ကဆွဲပြီးဝင်းကဘာတောင်ကိုလာခဲ့ကြတာတစ်ခေါက်တစ်ခါမှမသွားဘူးမရောက်ဘူးတဲ့ဒီတောင်မှာဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိမျက်စိတွေကလေလမ်းတွေကမှားဒုက္ခတွေများနေကြဒီကြားတဲ့မကလေးနှစ်ယောက်ကဖခမီတော်ဖယားမဲဖယားသားနဲ့သမီးအစာရည်သာပြတ်လို့မတ်တက်ကလေးရကြီးရဲ့ဖယားအစာရည်သာပါကြီးကျွေးပါအောင်ဖယားအဲ့ဒီလိုတစားစားကိုကျွေးကြတော့ဒီနတ်ဒေသချာတွေကတစ်တီအမဲရောက်ဖန်စင်းခိုင်းကလေးတွေညှုတ်ခါပေးလိုက်တယ်မဒီဒေဝီခမညာသားနဲ့သမီးကိုဆွတ်ခါကျွေးပြီးတော့လာခဲ့ကြတယ်သို့တော်ညာလဲဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိဒုက္ခတွေနဲ့ဂျုံနေတဲ့အချိန်မှာတိုးထဲမှာတရားအလုပ်ကိုအားထုတ်နေတဲ့အရှင်ဣဇာတာယသိကလှမ်းမြင်လိုက်တာအလိုကြည်တာသူ့တော်ကောင်းကြီးဒုက္ခရောက်နေပါလားငါသွားကဲတင်မနေရကြပါပဲမှန်လားပါအသင်မင်းမြတ်ဘယ်တိုက်ဒီဘယ်ဌာနချွတ်မြန်းမှလဲဖယားငါတို့မိသားစုဝင်းကဘာတောင်ကိုထွက်ခဲ့ကြအခုမျက်စိတွေကလမ်းတွေကပါဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိဒုက္ခတွေနဲ့ဂျုံနေပါပြီရှင်ယသိကောင်းပြီငါဒီဒီတော့ဒီတောင်မှလမ်းမြန်ကျွမ်းကျင်မာသောကြောင့်ရှေ့ကဒီလမ်းမြန်ပြခဲ့ပါနောက်ကအေးချမ်းသွားလိုက်ခဲ့ကြပါတော့ဒီတော့မှအရှင်ဣဇာတာယသိကရှေ့ကအလောင်းတော်ကြီးတို့မိသားစုခမညာနောက်ကဝင်းကမာတောင်ကိုလာခဲ့ကြတာလေဟိုးဝင်းကမာတောင်ကိုရောက်ပြီဆိုရင်ပဲနတ်ဒေသချာတွေဖန်ဆင်းထားတဲ့ရေကန်အသစ်ကြောင်းတောင်အသစ်တွေ့လိုက်တော့အလောင်းတော်ကြီးကကောင်းပြီအရှင်ယသိလိုအပ်တဲ့နေရာပြကြွနိုင်ပြီငါတို့မိသားစုဒီနေရာမှာတရားအလုပ်ကိုအားထုတ်ပါတော့မယ်လို့အဲ့ဒီလိုပြောလိုက်တော့အရှင်ဣဇာတာယသိကလည်းပြန်ကြွသွားအလောင်းတော်ကြီးကနှမတော်မတိဒေဝီဒီဘက်ကျောင်းတော်ငါနေတိချာတရားအလုပ်အားထုတ်ပါလောမောင်တော်ဖယားကဟိုဘက်ကျောင်းတော်ငါနေတိချာတရားအလုပ်ကိုအားထုတ်ပါနေအခါများအကြောင်းရှိခဲ့ပါရင်မောင်တော်မြင်နိုင်အောင်နေရောင်သည်သာမှန်ထောင်ပြလိုက်ပါမောင်တော်လာခဲ့ပါညအခါများအကြောင်းရှိရင်လေမောင်တော်မြင်နိုင်အောင်မီးရောင်ကိုသာထောင်ပြလိုက်ပါမောင်တော်လာခဲ့ပါမယ်လို့အဲ့ဒီလိုဂတိသစ္စာတွေထားပြီးတရားအလုပ်ကိုအားထုတ်ကြတဲ့မတိဒေဝီကတော့နေစဉ်နေတိုင်းတော်တဲ့ကတစ်တီးတွေရအောင်ရှာသားနဲ့သမီးကိုလှုပ်ကြွေးအလောင်းတော်ကြီးရဲ့ပါရမီတွေဖြည့်ဆည်းနေလိုက်တာ
ဒါနဲ့တနေ့တော့လေမဒီဒေဝီခမည်းတော်တဲ့မသတိရှားသွားနေတဲ့အခိုက်ဟိုးစုရကပုံနာအမိုက်ကသူ့ရဲ့မယားပုံသေးမှကြီးကသားသမီးများမထွန်းကားပါသောကြောင့်သူတို့ရဲ့အပားမှာကျွန်းအဖြစ်ခိုင်းစေရန်အတွက်အလောင်းတော်ကြီးတို့ရှီရန်အရာဝင်းကဘာတောင်ကိုလိုက်ပြီးသားနဲ့သမီးကိုအလူခံမြန်တဲ့ဒီတော့အလောင်းတော်ကြီးကဟဲ့အသစ်စုရကဘုံကြီးเจ้าမရှိတဲ့ရွာကလေးမရှိတော့နေအိမ်လင်သားမရှိတဲ့မိမသားဟာအသက်ရှင်လျက်နဲ့သေရတယ်လို့ပါပဲဖယားမထားခဲ့ပါနဲ့လိုက်ခွင့်ပြုတော်မူပါဦးဖယားဒီတော့မှကိုင်းဒါဖြစ်ရင်နှမတော့မင်းလိုက်ခဲ့ပါတော့အဲ့ဒီလိုခွင့်ပြုတော်မှလေအလောင်းတော်ကြီးတို့မိသားစုနောက်ရဲ့မိုးတောင်လာပါလေအပြင်ဟောဒီစေတုတ်တွေကပြည်ကြီးတွေကထွက်ကြရမယ်ဆိုပြီးတော့သူတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာယရနာများအားရထက်ပြန်မော်တင်ရထက်ပြန်ကိုမြင်းမြန်တက်ဆင်ပြီးတော့နောက်ရဲ့မိုးတောင်လာပါလင်းလိုက်တဲ့တပြိုင်နဲ့စေတုတ်တရားပြည်ကြီးတွေကထွက်ပြီးဝင်းကဘာတောင်ကိုခရီးထွက်ခဲ့ကြတယ်အဲ့ဒီဝင်းကဘာတောင်ကိုလည်းထွက်ခဲ့ပါရောရက်စက်ရုပ်မှလိုက်တဲ့ပုံနာတွေကမြို့အထွက်ကစောင့်ပြီးအလောင်းတော်ကြီးတို့မိသားစုစီးနေလာတဲ့ရက်ထက်ပြန်ကိုတက်ဆင်ထားတဲ့မြင်းတွေမြို့အထွက်ကစောင့်ပြီးတော့အလူခမ်းရတဲ့ဒီတော့မှအလောင်းတော်ကြီးကဟဲ့အသင်ပုံနာတို့ဖယားဘာအကြောင်းကိစ္စရှိမှလာပါဖယားအသင်မင်းကြီးတို့မိသားစုစီးနေလာတဲ့ရထက်ပြန်ကိုတက်ဆင်ထားတဲ့မြင်းတွေဖယားကျွန်တော်မျိုးတို့အလိုရှိပါသောကြောင့်အလူခံရအတွက်စောင့်နေခြင်းမှာဖယားလူတော်မူပါဖယားကောင်းပြီအသင်ပုံနာတို့လူအပ်တဲ့မြင်းတွေဒီနေရာမှာငါဖြုတ်ပြီးတော့လှူခဲ့ပါမယ်ဆိုပြီးအလောင်းတော်ကြီးမြင်းတွေဖြုတ်ပြီးတော့ရည်သက်ကြလှူလိုက်တာကျုပ်တို့အလောင်းတော်ကြီးဌာနပါတီဖြည့်သီးနေတာနော်အဲ့ဒီလိုမြင်းတွေဖြုတ်လှူလိုက်တော့အလောင်းတော်ကြီးတို့မိသားစုအားဒုက္ခများမှာဆိုလို့နတ်ဒေသချာတွေကမြင်းရောက်ဖန်သည်ရက်ထက်ပြန်ကိုတက်ခါဆွဲပါတော့ညာလဲထက်ခါတလဲလဲနဲ့ရုပ်မာလိုက်တဲ့ပုံနာတွေကလေရက်ထက်ပြန်ကိုပါထပ်ပြီးအလူခံမြန်တဲ့ဒါလဲကျုပ်တို့အလောင်းတော်ကြီးမငင်းမှာကောင်းပြီအသင်ပုံနာတို့လိုအပ်တဲ့ရက်ထက်ပြန်ကိုလည်းငါလှူခဲ့ပါမယ်ဆိုပြီးအလောင်းတော်ကြီးရက်ထက်ပြန်ကိုလည်းဖြုတ်ပြီးတော့လှူလိုက်တယ်ဒီတော့မှနတ်ဒေသချာတွေကအပါကခွာအလောင်းတော်ကြီးခမညာရှေ့ကမဒီဒေဝီခမညာနောက်ကဦးမဲဇာမမြောက်တဲ့သားနဲ့သမီးကိုလက်ကဆွဲပြီးဝင်းကဘာတောင်ကိုလာခဲ့ကြတာတစ်ခါမှမသွားဘူးမရောက်ဘူးတဲ့ဒီတောင်မှာဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိမျက်စိတွေကလေလမ်းတွေကမှားဒုက္ခတွေများနေကြဒီကြားတဲ့မကလေးနှစ်ယောက်ကဖခမီတော်ဖယားမဲဖယားသားနဲ့သမီးအစာရည်သာပြတ်လို့မတ်တက်ကလေးရကြီးရဲ့ဖယားအစာရည်သာပါကြီးကျွေးပါအောင်ဖယားအဲ့ဒီလိုတစားစားကိုကျွေးကြတော့ဒီနတ်ဒေသချာတွေကတစ်တီအမဲရောက်ဖန်ဆင်းခိုင်းကလေးတွေညှုတ်ခါပေးလိုက်တယ်မဒီဒေဝီခမည်းသားနဲ့သမီးကိုဆွတ်ခါကျွေးပြီးတော့လာခဲ့ကြတယ်သို့တော်ညာလည်းဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိဒုက္ခတွေနဲ့ဂျုံနေတဲ့အချိန်မှာတိုးထဲမှာတရားအလုပ်ကိုအားထုတ်နေတဲ့အရှင်ဣဇာတာယသိကလှမ်းမြင်လိုက်တာအလိုကြည်တာသူ့တော်ကောင်းကြီးဒုက္ခရောက်နေပါလားငါသွားကဲတင်မနေရကြမှာပဲမှန်လားပါအသင်မင်းမြတ်ဘယ်တိုက်ကြီးဘယ်ဌာနချွတ်မြန်းမှလဲဖယားငါတို့မိသားစုဝင်းကဘာတောင်ကိုထွက်ခဲ့ကြအခုမျက်စိတွေကလမ်းတွေကပါဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိဒုက္ခလေးနဲ့ဂျုံနေပါပြီရှင်ယသိ